အဇဒတမင်းအားဟောကြားသည့်ဝိပဿနာတရားအဇဒတမင်းကြီးနောင်တရလာပြီးတဲ့အခါမှာရသော်ဘုရားကိုစိတ်ကပ်လာတယ်အဲ့ဒီအချိန်မှဆိုရင်ရသော်ဘုရားသက်တော်82နှစ်သက်တော်82နှစ်မှာအဇဒတကနန်းတက်တာရသော်ဘုရားသက်တော်82နှစ်ရှိပြီအဲ့တော့ဒီဝိပဿနာတရားဟောတဲ့အခါမှာရသော်ဘုရားရဲ့သက်တော်အား82နှစ်ကနေ80ကြာတဲ့မှာဖြစ်မယ်ဇာတမင်းကနန်းတက်ပြီးချင်းရသော်ဘုရားကိုကြီးညိုတာမဟုတ်ဘူးတေဝရကိုကိုးကွယ်ပြီးတော့တေဝရခိုင်းတာတွေကိုလုပ်နေတယ်ရသော်ဘုရားကိုမျိုးမျိုးဒုက္ခပေးတယ်တေဝရခိုင်းသမျှလိုက်လို့ပြီးမြတ်စွာဘုရားကိုဒုက္ခပေးခဲ့တယ်ပေါ့နောက်တေဝရကနောင်တရပြီးတော့မြတ်စွာဘုရားနောက်ဆုံးလာကြတော့တဲ့အချိန်မှာမြတ်စွာဘုရားနဲ့တွေ့ခွင့်မရတော့ဘဲနဲ့စေတော်ကျောင်းထဲမှာပဲပြေးမြို့သွားတယ်ဆိုတဲ့အဲ့တော့ခမန်းကြည့်ပဲဆိုလို့ရှိရင်တော့အဲ့ဒီအချိန်မှာမြတ်စွာဘုရား80မပြည့်ခင်သို့မဟုတ်85 86သက်တော်88ဆိုတဲ့အရွယ်ပိုင်းနေမှာဖြစ်လောက်เสียရှိတယ်ပေါ့တေဝရပြေမျိုးသွားတဲ့အခါမှာအဇဒတကလည်းအကြီးကျယ်တုန်လှုပ်သွားတယ်သူလည်းတေဝရနဲ့ပေါင်းတင်ပြီးတော့မြတ်စွာဘုရားကိုပြစ်မှားခဲ့တဲ့ပုဂ္ဂိုလ်ဆိုတေဝရမျိုးသွားတယ်ဆိုငါလှဲ့ဘယ်တော့ရောက်မလဲလို့သူခမည်းတော်ဖြစ်တဲ့ဗေမိသာရမင်းကြီးကိုနန်းချပြီးတော့ထောင်သွင်းအကျဉ်းချပြီးတဲ့နောက်မှာအစာရေးစာဖြတ်ပြီးခြေတော်ကိုဓာတ်နဲ့ခွဲစားနဲ့တုပ်အဲ့ဒီပြစ်မှုကိုကျွလွန်ခိုင်းပြီးတဲ့နောက်ခမည်းတော်ကြီးဗေမိသာရမင်းကြီးနဲ့ဆန်သွားတဲ့နောက်မှာအဇဒတညအဲ့လိုမပြောတဲ့ယောဂဖြစ်လာတယ်အဲ့လိုက်လို့မိကနေပြောလိုက်တဲ့အချိန်မှာရန်သူတွေကသူ့ကိုဝိုင်းပြီးတော့လှမ်းနဲ့ထိုးတယ်လို့ရန်သူတွေဝိုင်းလာတယ်ဆိုတော့အိမ်မဲဆိုးတွေမက်ပြီးတော့ထပြီးတော့ရောင်းပြီးတော့အောနေတယ်အဲ့တော့သူအိပ်ရမှာစိတ်ဝင်စားအဲ့ဒီတော့ကတုံလှုပ်ပြီးတေဝရပြင်မျိုးတယ်လဲကြာရောသူဟာဒီပြစ်မှုကသူ့စီဘယ်တော့ရောက်လာမလဲဆိုပြီးအကြီးကျယ်စိတ်နှလုံးတုန်လှုပ်လာတယ်နောက်ဆုံးမှာမြတ်စွာဘုရားကိုသွားရောက်ဖူးတွေ့ခြင်းတော့လည်းပဲသူလှုပ်ထားတဲ့ပြစ်မှုတွေကြောင့်မလို့မသွားရဲဘူးပေါ့နောက်တစောင်းမုန်းလပြည့်နေ့တခုသောညမှာလပြည့်နေ့ညမှာသူကအိမ်မပြောလို့တစောင်းမုန်းလပြည့်ဆိုတာကျက်တရားတွေအစုံထွက်ပြီးတော့လပြည့်နေ့ညကအဗဓမ္မကြည်လင်တန်ရှင်းပြီးနက္ခတ်ဆုံတဲ့ညဆိုတော့ပွဲသွေနေတဲ့ကျင်းပနေတာဖြစ်တယ်တမျိုးလုံးတစောင်းတိုင်းပွဲထိန်ထိန်ထွန်းပြီးတော့ပြီးထွန်းပြီးတော့တမျိုးလုံးပျော်ရွှင်နေတဲ့အချိန်မှာသူလည်းပဲနန်းတော်ကလာတာဆောင်မှာအမတ်တွေနဲ့ခြံရံပြီးတော့
တသောမုန်းလာပြီးနေ့ရဲ့တာယာလှပမှုကိုကြည့်ရှုရင်ကနေပြီဒီလိုနေမျိုးမှာသူတော်စင်သူတော်မြတ်ကိုသွားရောက်ပြီးတော့ကိုယ်ဝိစိကရရင်ကောင်းမှာပဲတရားနာရရင်ကောင်းမှာပဲလို့တကယ်တော့သူဖះကိုသွားတွေ့ချင်တာဖះရှိသွားချင်တာအဲ့လိုဘုရင်ကြီးကသူတော်စင်သူတော်မြတ်နဲ့တွေ့ချင်တယ်တရားနာချင်တယ်ဆိုတဲ့စကားကိုပြောလိုက်တဲ့အခါပုရဏကသဗ္ဗကိုယ်ွယ်တဲ့အမတ်တွေမဂ္ဂလိကောသလကိုယ်ွယ်တဲ့အမတ်တွေဒိဋ္ဌိဆရာကြီး6ယောက်ကိုယ်ွယ်တဲ့အမတ်တွေဟာသူတဲ့ငါဥအောင်လျှောက်ကြတယ်ရှင်မင်းကြီးကြံကောင်းပါတယ်ဒီလိုနေမျိုးမှာတကယ်ကိုသူတော်စင်ကြီးဖြစ်တဲ့ပုရဏကသဗ္ဗစီသွားရင်ကောင်းပါတယ်မဂ္ဂလိကောသလစီသွားရင်ကောင်းပါတယ်နဲ့အသီးသီးကိုယ်ွယ်တဲ့ဆရာသမားတွေကိုညွှန်ပြပြီးတော့ဘုရင်ကြီးကိုလျှောက်ကြကြတယ်သို့တော့ဘုရင်ကြီးကအဲ့ဒီပုရဏကသဗ္ဗတို့မဂ္ဂလိကောသလတို့ဆိုတဲ့အညဒိဋ္ဌိယဆရာကြီး6ယောက်စီကိုသွားခဲ့ဘူးတယ်သွားပြီးတော့သူသိကျင်တဲ့မေးခွန်းကိုမေးခဲ့တာအဲ့တော့သူသိကျင်တဲ့မေးခွန်းကဘာလို့ဆိုရင်လူလောကမှာတဲ့အတတ်ပညာသင်ပြီးတော့ပညာတတ်တဲ့ပုဂ္ဂိုလ်တွေဟာသူအတတ်ပညာရဲ့အကျိုးကျေးဇူးကိုလက်တွေ့ခံစားကြရတယ်ဥပမာမဲ့ဒါခုတ်လန်တို့တတ်တဲ့ပုဂ္ဂိုလ်လည်းပဲဘုရင်ရဲ့မြောက်စားမှုခံရတယ်စင်စီမြင်းစီတတ်တဲ့ပုဂ္ဂိုလ်လည်းဘုရင်ထံခါစားပြီးတော့လာကကောင်းကောင်းရတယ်အချက်ပြုတ်တတ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဘုရင်ရဲ့စားတော်ကျက်အဖြစ်လာကတွေကောင်းကောင်းရကြတယ်ဘုရင်ရဲ့ချီးမြှင့်မှုတွေကိုရတယ်အဲ့တော့ကိုတတ်တဲ့အတတ်ပညာရဲ့အကျိုးကျေးဇူးကိုလက်တွေ့ဘဝမှာခံစားကြရတယ်အဲ့ဒီအတတ်ပညာတွေအတတ်ပညာရှင်တွေဟာသူတို့အတတ်ရဲ့အကျိုးကျေးဇူးကိုလက်ရှိဘဝမှာနေမယ်ခံစားရတယ်လို့ရှင်ဘုရားတို့မိသားစုဘဝမနေပဲနဲ့သာသနာ့ဘောင်ဝိနည်းဟာလည်းပဲလက်တွေ့အကျိုးရနိုင်သလားဘယ်လိုလက်တွေ့အကျိုးတွေရတော့လို့ဒီမေးခွန်းမေးတာသာမညဖလလို့ခေါ်တယ်သာမညဖလဆိုတာသာမညဆိုတာဒီနေရာမှာဝိသေသနဲ့ကွဲတဲ့စကားလုံးမဟုတ်ဘူးပေါ့ဒီနေရာမှာသာမညရဲ့အဓိပ္ပာယ်ကသမဏဘာဝယဟန်ဖြစ်ရခြင်းရဲ့အကျိုးကျေးဇူးလို့သူတို့ဆိုလိုတယ်ဟိုဝိသေသနဲ့သာမညကအဓိပ္ပာယ်တစ်ခုဝိသေသကအထူးသာမညဆိုတာအလုံးနဲ့တူတာဝိသေသဆိုတာအလုံးနဲ့မတူတာအဲ့လိုခွဲတာရှိတယ်သာမညနဲ့ဝိသေသဒီသာမညကတော့သမဏဘာဝယဟန်ဖြစ်ရခြင်းရဲ့အကျိုးသာမညဘာဝဖလသာမညဖလယဟန်ဝလတဲ့ဖြင့်လက်ရှိလက်တွေ့ဘဝရနိုင်တာတွေရှိသလားဆိုအဲ့ဒီမေးဖို့သူစိတ်ဝင်စားတာအဲ့ဒါလည်းတကြောင်မြတ်စွာဘုရားစီသွားကြတာနဲ့မြတ်စွာဘုရားစီတူတဲ့မသွားရဲဘူးစိတ်မလုံဘူးပေါ့လေအဲ့ဒါနဲ့နောက်ဆုံးမှာအမတ်တွေအသီးသီးကနေပြီးတော့ပုရဏကသဗ္ဗစီသွားဖို့မဂ္ဂလိကောသလစီသွားဖို့ဆိုပြီးတော့ပြောကြပြီမဲ့ဘုရင်ကြီးကအဲမလို့ဘူးငြိမ်နေတယ်အဲ့တော့ဟိုအမတ်တွေလည်းဆက်လျှောက်တော့အဲ့လိုငြိမ်နေအလုံးငြိမ်နေတဲ့အချိန်မှာအဲ့ဒီမင်းစုရာဇာပရိသတ်ထဲဥမတ်တွေထဲမှာမြတ်စွာဘုရားကိုးကွယ်တဲ့ပုဂ္ဂိုလ်တယောက်ပါတယ်ဆရာဇီဝကပဲဖြစ်တယ်သူလည်းဆေးဘက်ဆိုင်ရာအမတ်ကြီးဖြစ်ကောင်းဖြစ်လိမ့်မယ်ကျမ်းမာရေးဝန်ကြီးဖြစ်မှာပေါ့
သူလည်းအဲ့ဒီမေဇုရဇပိတတ်တဲ့မှာပါလာတော့သူကဘာမှမလျှောက်တဲ့အခါကျတော့အဇဒတမင်းကထုတ်ပြီးတော့ဟာတငယ်ချင်းဇီဝကမင်းကဘာလို့ငြိမ်နေတာတော့ဘာလို့ငြိမ်နေတာတော့လို့ပြောလိုက်တာနဲ့ဇီဝကမြတ်စွာဘုရားဟာယဟန်250နဲ့အတူသူဆောက်လုပ်လှူဒန်းထားတဲ့တည်းရဲ့ဥယျာဉ်ထဲမှာတရင်သုံးနေတာရှိပါတယ်အဲ့ဒီကိုရှင်မင်းကြီးသွားရောက်ပြီးတော့စိကပ်ပါလို့အဲ့ဒီကြမှာသူကပြောတာဘာဖြစ်လို့ဇီဝကနောက်ဆုံးမှရှောက်ရလဲဆိုလို့ရှိရင်ဖရာရဲ့တပည့်တော်ဝကတွေဟာစိကံရှိကြတယ်သူများနဲ့လူပြီးတော့မပြောဘူးသူများတွေပြောပြီးပြီဆိုမှပြောမယ်ဆိုပြီးဒါလည်းသတိထားကြကောင်းတဲ့ချက်တစ်ချက်ပဲလူတွေကသူ့ကိုလူပြီးတော့ပြောလို့ပြောထားရှိကြတယ်အဲ့တော့ကိုယ်စကားရောသူစကားရောရှုပ်ထွေးသွားနိုင်တယ်ပေါ့နော်အခြေအနေတစ်ခုစောင့်ပြီးတော့သူကမပြောဘဲနဲ့နေတာဘုရင်ကြီးကတောင်းဆိုလာတဲ့အခါမှာပြောတော့သူစကားအောင်တာပေါ့အဲ့တော့ဘုရင်ကြီးကသူ့ကိုပဲတောင်းပေးပြီးတော့ချက်ချင်းဖျားဘူးထွက်တယ်ပေါ့အဲ့ဒါတော့မုံလာပြီနေ့မှာဖြစ်တဲ့ကိစ္စတစ်ခုအဲ့လိုဇဒတမင်းကြီးပထမဆုံးအကျင့်နောက်တန်းရပြီမြတ်စွာဘုရားကိုတွားရောက်ဖူးမြော်တဲ့အခါမှာလက်တွေ့ဘဝမှာယဟန်ပြုအပ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုရှင်းပြတဲ့ထဲမှာဒီဝိပဿနာတရားကိုထဲဟောတာပဲဖြစ်တယ်။ဒါကြောင့်မို့ဇဒတမင်းကြီးကဟောတဲ့ဝိပဿနာတရားလို့မှတ်သားရမှာဖြစ်။ဒီဝိပဿနာတရားလေးကလူတိုင်းနှလုံးသွင်းဆင်ញင်မှုကောင်းတဲ့တရားဖြစ်တယ်ပေါ့။ဆင်ញင်မှုလည်းအမှန်တမ်းလွယ်တယ်။ဒါကြောင့်မို့ဒီဝိပဿနာတရားလေးဟာလူတိုင်းဝိပဿနာတရားဆိုတာစိတ်ဝင်စားနေကြလို့ဘဝမှာအခက်အခဲတွေကြုံပြီးတော့စိတ်ဆင်းရဲစရာကြုံတဲ့အခါမျိုးမှာဒီဝိပဿနာတရားလေးဟာစိတ်နှလုံးကိုအေးချမ်းစေနိုင်တယ်အသိဉာဏ်တွေကိုလည်းရစေနိုင်တယ်ဒါကြောင့်မို့ဒီဝိပဿနာတရားလေးမှတ်သားထားပြီးတော့ဆင်ခြင်မဲ့ဆိုလို့ရှိရင်အကျိုးကျေးဇူးတွေများစွာရနိုင်တယ်ပေါ့ရသော်ဘုရားကဟောတာကတော့ရံပြောခြင်းရဲ့အကျိုးကျေးဇူးတွေမှာအလွန်နှိမ့်ချိုက်ွယ်ကောင်းတဲ့အကျိုးကျေးဇူးဆိုတဲ့ထဲမှာထည့်ပြီးတော့ဒါဟောတာစံတရားတွေရတယ်အဘိညာဉ်တွေရတယ်ဝိပဿနာဉာဏ်ရတယ်နောက်ဆုံးမှာရတ္တဝေရတ္တဖို့ဆိုတဲ့ဉာဏ်ရတယ်ဆိုအဲ့ဒီထိအောင်သွားတာရံပြခြင်းရဲ့အကျိုးဟာနောက်ဆုံးယန္တာဖြစ်သွားပြီကိလေသာတွေကကိုယ်စိတ်လေးလွတ်မြောက်ပြီးတော့သွားတယ်လွတ်မြောက်သွားတာနဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကိုရကြတယ်လူတွေရဲ့စိတ်ဓာတ်ဟာလောဘရဲ့အုပ်စိုးမှုဒေါသရဲ့လွှမ်းမိုးမှုမောဟရဲ့လွှမ်းခြုံထားမှုကြောင့်လူတွေရဲ့စိတ်တွေဟာပုံမှန်စိတ်မဖြစ်နိုင်ကြဘူးတမန်အဖြစ်လူတွေကကိုယ့်ကိုပုံမှန်စိတ်ရှိတယ်လို့ထင်ကြတယ်သို့တော့ဒေါသဖြစ်လာလို့ရှိရင်ပုံမှန်နေထားမျိုးမဟုတ်တော့ဘူးလောဘဖြစ်လာရင်လည်းပုံမှန်နေထားမဟုတ်ဘူးတောကဖြစ်လာရင်လည်းပုံမှန်နေထားမျိုးမဟုတ်ဘူးလောဘကြောင့်လည်းယူသွတ်သွားတယ်ဒေါသကြောင့်လည်းယူသွတ်သွားတယ်ယူသွတ်တယ်ဆိုတာ crazy ဖြစ်တာကိုပြောတာနော်လူတွေကလောဘကြည့်ရင်လည်း crazy ဖြစ်တာပဲဒေါသကြောင့်လည်း crazy ဖြစ်တာပဲအဲ့ဒီလိုစိတ်ဓာတ်ပုံမှန်မဟုတ်ဘဲနဲ့ယူသွတ်သွားတဲ့အနေအထားမျိုးတွေထီအောင်တောကကြောင့်လည်း crazy ဖြစ်တယ်ယူသွတ်တယ်အဲ့ဒီယူသွတ်မှုတွေကကိလေသာတွေကြောင့်ဖြစ်တာအဲ့ဒီကိလေသာတွေကိုအသိဉာဏ်နဲ့ဖယ်ရှားလိုက်နိုင်မယ်အမှန်တရားကိုဆင်ခြင်သုံးသပ်နိုင်မယ်ဆိုရင်ပျောက်ကင်းသွားနိုင်တယ်ပေါ့ဒါကြောင့်ကိုယ်စိတ်ထဲမှာပုရုဇဉ်ဆိုတာလောဘကြောင့် crazy ဖြစ်မယ်ဒေါသကြောင့် crazy ဖြစ်မယ်အိတ်သားတွေပမာဏတွေကြောင့် crazy ဖြစ်မယ်ဆိုရင်ဒီဝိပဿနာတရားလေးကိုဆင်ခြင်လိုက်ပေါ့ဆင်ခြင်လိုက်ရင်အလွန်ကြုံမဖြစ်ဘူးတောကဆိုတာလေ
လူတိုင်းမှာကြုံရတတ်တယ်ခဏခေတ်မှာဆိုရင်ပို့ပြီးတော့ကြုံရတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတာဒီဒုက္ခတွေဟာစိတ်ဆင်းရဲမှုတွေကတစ်ခုမဟုတ်တစ်ခုကြုံနေကြတယ်ကိုယ်ဆင်းရဲမှုကလည်းကြုံတယ်ယောဂဖြစ်တော့ကိုယ်ဆင်းရဲမှုဖြစ်တယ်စိတ်ကမချမ်းမသာဖြစ်တဲ့အခါစိတ်ဆင်းရဲမှုဖြစ်တယ်နော်စိတ်ပူပန်နေကြရတာပစ္စည်းဆုံးရှုံးလို့စိတ်ပူပန်ရတာဒီမကောင်းတဲ့မသာဖြစ်လို့စိတ်ပူပန်ရတယ်ဆိုတဲ့တောကတွေဖြစ်တယ်တောကဖြစ်လာလို့မထိန်နိုင်ရင်ပရိဒေဝဆိုတာငိုကြွေးရတာဖြစ်တယ်ဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုဒေါမနတဆိုတဲ့စိတ်မချမ်းသာမှုဥပါယတဆိုတဲ့ဒေါသတွေထွက်လွန်ပြီးတော့တကုလုံးတုံတုံဆက်ဆက်ဖြစ်ပြီးစိတ်ပင်ပန်းမှုအဲ့ဒါတွေကလူလောကမှာကြုံကြရတဲ့အရာတွေပဲဖြစ်တယ်အဲ့ဒါတွေနဲ့ကြုံလိုက်ရင်လူဟာယူသွတ်သွားတာပဲပုံမှန်နေထားမဖြစ်နိုင်တော့ဘူးယူသွတ်သွားတယ်ငကိုယ်တော့ကသဘောကောင်းတဲ့လူကလည်းသဘောမကောင်းတော့ဘူးအပြောချိုတဲ့လူကလည်းအပြောမချိုတော့ဘူးအဲ့ဒီအချိန်မှာဒါပြောင်းလဲသွားခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါမျိုးတွေဟာကိရိတာရှိနေတဲ့ပုဂ္ဂိုလ်တွေအတွက်ဖြစ်တာအဲ့တော့ဒီကိရိတာတွေကိုကိုယ်ချိုးနှိမ်ထားမယ်ဆိုလို့ရှိရင်ကိုယ်စိတ်ဟာပုံမှန်အနေထားဖြစ်ပြီး crazy ဖြစ်เสียမလို့ဘူးရွတ်သွတ်เสียမလို့တော့ဘူးအလုံးဟာပုံမှန်အနေထားမျိုးနေထိုင်တယ်ပေါ့အဲ့တော့ကြောင့်မို့အဇာတတမင်းကြီးကိုဟောတဲ့ဝိပဿနာတရားလေးကရိုးရိုးရှင်းရှင်းလေးမှုလူတိုင်းသိနိုင်တဲ့ဆင်ញင်သုံးသပ်မှုလေးဖြစ်လို့ဒါလေးကိုမှတ်သားနိုင်ယူကြည့်အောင်စံတရားတွေကိုဟောရင်မြတ်စွာဘုရားကဝိပဿနာတရားကိုညှပ်ပြီးတော့ထည့်ဟောတာအဲ့ဒီမှာတရားဓမ္မအထုတ်တဲ့ပုဂ္ဂိုလ်ဟာဝိပဿနာတရားအထုတ်လို့ရှိရင်သမာဓိထူထောင်ပြီးမှအထုတ်တာကတစ်ခုသမာဓိမထူထောင်မဲနဲ့ဝိပဿနာတရားကိုတိုက်ရိုက်ရှုတာတစ်ခုနှစ်ခုရှိတယ်ပေါ့အဲ့ဒါကိုဝိပဿနာတရားကိုတိုက်ရိုက်ရှုတာကြတော့ဝိပဿနာယာနိကလို့ခေါ်တယ်သမထကိုသိတဲ့မထူထောင်တော့ပဲနဲ့ဝိပဿနာအာယုဖြစ်တဲ့ယုံနဲ့နံကိုအာယုစိုက်ပြီးတော့ရှုတာကြတော့ဝိပဿနာယာနိကလို့ခေါ်တယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့ထွက်လေဝင်လေတို့မှတ်ပြီးတော့ထွက်လေဝင်လေပေါ်မှာတမာရိရအောင်ကြိုးစားအဲ့ဒီတမာရိကဥစ္စာရတမာရိအပ္ပနာတမာရိလို့နှစ်ခုရှိတဲ့ထဲမှာစံအဆင့်ရောက်လောက်အောင်မခိုင်မာတော့လည်းပဲစံအနိကတ်သွားလောက်အောင်စိတ်ကတည်ငြိမ်သွားတဲ့တမာရိမျိုးရင်ထူထောင်တာဥပ္ပစာရတမာရိအဲ့ဒီဥပ္ပစာရတမာရိလောက်ရတာနဲ့ဝိပဿနာကူတာလည်းရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့စံအဆင့်ထိအောင်ခိုင်မာတဲ့တမာတိရသွားပြီအပ္ပနာတမာတိလို့ခေါ်တဲ့စံအဆင့်ရောက်တဲ့တမာတိထိအောင်ထူထောင်ပြီးတော့မှဝိပဿနာရှုတာလည်းရှိတယ်အဲ့ဒီနှမျိုးလုံးကတော့သမထယာနိကလို့ခေါ်တယ်ဒီမှာတော့ဝိပဿနာယာနိကနဲ့သွားတဲ့အခါကျတော့သီးသန့်သမထဝိပဿတမာတိကိုထူထောင်ခြင်းမရှိဘဲနဲ့ဝိပဿနာတိုက်ရိုက်သွားတဲ့နည်းအခုအဇာတတမင်းကြီးကိုဟောတဲ့ဝိပဿနာဉာဏ်ဖြစ်ပုံကတော့သမထကိုထူထောင်ပြီးတော့ဇံရပြီးမှရှုတဲ့ပုံစံမျိုးဟောတာဖြစ်တယ်အဲ့တော့ဇံမရလည်းပဲရှုလို့ရဇံမရလည်းရှုလို့ရဘုရားဆိုဗျာဘာဟောတော့ဆိုတော့ဧဝံတမဟိတိစိတ်တိလူစိတ်တွေကတမာရိရလာပြီဆိုရင်ငြိမ်သွားတယ်တမာရိအာယုံပေါ်မှာစိတ်ကလေးငြိမ်သွားပြီဘလောက်ထိအောင်ငြိမ်သွားတော့ဘယ်လိုအရေးချင်းတွေရှိတော့ဆိုစိတ်ရဲ့အရေးချင်းက10မျိုးထုတ်ပြထားတယ်ဒီသုတ်တံတမာရိရသွားတဲ့စိတ်ဟာဘယ်လိုအခြေအနေတွေရှိတော့ဆိုပရိသုဒ္ဓဒီဝရဏတွေနဲ့ရောရှင်းခြင်းမရှိဘဲနဲ့သိတ်ကိုစင်ကြယ်တယ်ကိရိတာတွေမရောရှက်ပဲနဲ့စိတ်ဟာအလုံးကိုစင်ကြယ်တန်ရှင်းနေတယ်ပရိယောဓာတအဖြူတဲ့တတ်တတ်ဖြစ်လာတယ်
aningana loba doda moha sure kiritari kinsene wigadu pagilida saye anyi jiri kinsene mutu buddha sayha ko tijine ayombe ko nyolai kauma mani bene ko ayom pyu laiတဲ့ဘက်ကိုရောက်ချက်ချင်းရောက်သွားတယ်မုထုဘုဒ္ဓစိတ်လေးဟာခိုင်းလို့ပြုလို့အမြဲတမ်းလွယ်နေတယ်ပျော့ပြောင်းတယ်လို့ဆိုလို့စိတ်ပျော့ပြောင်းသွားတာပုရုဇဏီရဲ့စိတ်ကမာကြောနေတယ်ထွက်လေဝင်လေမှတ်ခိုင်းနေပါမှသူကထွက်သွားတယ်ထွက်လေဝင်လေကိုမမှတ်နိုင်ပဲနဲ့တခြားအာယုန်တွေဘက်ကိုရောက်သွားတယ်အေးမုထုဘုဒ္ဓဆိုတာထွက်လေဝင်လေဘက်ကိုပို့လိုက်ရင်ထွက်လေဝင်လေဘက်ကိုသွားတယ်ခိုင်းလိုက်တာနဲ့ချက်ချင်းရောက်သွားတယ်သူပုရုဇဉ်ရဲ့စိတ်တွေကြတော့အဲ့ဒါလို့မဖြစ်ဘူးခေါင်းမှနေတတ်တယ်ပေါ့ကိုပို့တဲ့စီမသွားခြင်းဘူးစိတ်ကအဲ့တော့ခုကတော့တမာရိယထားသည့်အတွက်ကြောင့်မုဒုဗုဒ္ဓစိတ်လေးကပျော့ပြောင်းနေတယ်ကမ္မနိယကိုပို့လို့တဲ့အာယုပေါ်မှာသူအလုတ်ကောင်းကောင်းလုပ်နိုင်တယ်အလုတ်ကောင်းကောင်းလုပ်နိုင်တယ်ထိတအာယုပေါ်မှာသူကရပ်တန့်နေတယ်ကိုပို့ထားတဲ့အာယုပေါ်မှာရပ်တန့်နေတယ်အာနိဇပတ္တလှုပ်ရှားရရဲ့ညမရှိဘူးကြန့်ခိုင်မှုရှိတယ်ဆိုအဲ့ဒီအင်္ဂါ၈ချက်နဲ့ပြည့်စုံသွားစင်ကြယ်တယ်အဖြူတယ်ဖြစ်တယ်ကိရိတာညစ်ကြေးကင်းတယ်ဥပ္ပကိရိတာဆိုတဲ့ညဉ့်ညူးမှုတွေကင်းတယ်ပျော့ပြောင်းတယ်အလုံးလုံးနိုင်စွမ်းရှိတယ်တည်ငြိမ်တယ်တုံ့နှုံးမှုကင်းတယ်ဆိုဒီကိုယ်စိတ်လေးရဲ့အနေထားအခုလို့အင်္ဂါ၈ချက်နဲ့ပြည့်စုံသွားတယ်အဲ့ဒါလို့အနေထားမျိုးရောက်ပြီဆိုတဲ့အချိန်မှာတဲ့ညာနာတတနာယစိတ်တံအဘိနိဟရတိအဘိနိနာမေတိစိတ်လေးကိုထားတဲ့အနေထားတိုင်းစိတ်လေးကငြိမ်သက်သွားပြီဆိုလို့ရှိရင်ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ကိုပို့လို့တဲ့အာယုန်တစ်ခုပေါ်မှာစိတ်ကိုညွတ်ပေးလိုက်တယ်ဥလှည့်ပေးလိုက်တယ်ပေါ့အဘိနိနာမေတိဆိုတာအဲ့ဒီအာယုန်ဘက်ကိုလှည့်ပေးတယ်လူတွေဟာကိုယ်စိတ်ကိုအာယုန်ဘက်ကိုလှည့်ပေးနေတယ်ဆိုတာသိတာတယ်လေသူကသူလှည့်နေတာကိုလှည့်တာမဟုတ်ဘူးတခါတလေကြတော့ဒါကတော့ဝိပဿနာဉာဏ်ဘက်ကိုကိုယ်ကလှည့်ခိုင်းလိုက်တာကိုယ်ခန္ဓာကိုအာယုန်ဆက်လိုက်တယ်များသောအားဖြင့်လူရဲ့စိတ်တွေဟာအလှပြင်းတဲ့အချိန်ကလွဲရင်ကိုယ့်ကိုယ်သိတတိမထားဘူးလူကတော့ထိုင်နေတယ်တခြားအရာစဉ်းစားနေတယ်လူကအိတ်နေတယ်တခြားအကြောင်းအရာတွေစဉ်းစားတယ်မတရားဟာတွေစဉ်းစားတယ်နောက်ရက်ဟာတွေစဉ်းစားတယ်တွေးခဲ့တာတွေစဉ်းစားတယ်မတွေးသေးတာတွေကြိုတွေးတယ်အဲ့တော့တစ်ခါလေးစဉ်းစားကြည့်ကိုယ်စိတ်လေးကကိုယ်ထဲမှာရှိနေလားမရှိဘူးလားဆိုအဲ့ဒါကိုယ့်ကိုယဉ်သိအောင်လို့ကိုယ့်ကို mental check up ပေါ့စိတ်ကို check up လုပ်ကြည့်တွေးနေတဲ့အချိန်မှာကိုယ်စိတ်ဟာကိုယ်ခန္ဓာကိုယ်ပေါ်မှာအာယုံရောက်တာဘယ်နှခါရှိတယ်လဲထမင်းစားရင်လည်းထမင်းစီအာယုံရောက်သွားတာရေငတ်ရင်လည်းရေစီအာယုံရောက်သွားပြန်နော်ခန္ဓာကိုယ်ကြီးကတောင်းတာကိုအာယုံနေပဲရောက်တယောက်တည်းနေရတာပြင်ဖုံးထားကြတယ်ဖုံးဆက်ပဲပေါ့အဲ့ဒီတိုင်းနေရရင်ပြင်းလို့ဆိုတဲ့ Facebook ထားကြပြီးဖွင့်အဲ့ဒါဒီပြင်းပြန်တော့ television ဖွင့်ပြီးတော့ကြည့်အဲ့တော့စိတ်ဟာကိုယ်ခန္ဓာကိုယ်ပေါ်အာယုံစိုက်တာအမှန်တမ်းနေတယ်အလုံးပေါ်အာယုံစိုက်ခြင်းစိုက်မယ်အပျော်ပါပေါ်အာယုံစိုက်ခြင်းစိုက်မယ်ဟိုတတိယအတိတတိယတွေရှိမယ်ကိုယ်ခန္ဓာကိုယ်အာယုံစိုက်တာသိမရှိဘူးအဲ့ဒါကိုဥလဲပြရကိုယ်ခန္ဓာကိုယ်ဥလဲပြရအလှပြင်းတဲ့အခါကိုယ့်ကိုအာယုံစိုက်တယ်ဆိုတာမှန်တယ်ကြည့်ပြီးတော့လှလာမလှလာကြည့်တာအဲ့ဒါအစဉ်ပြေလားမပြေလားကြည့်တာအဲ့တော့တဏှာပဲပွားတာပဲရှိတယ်ကိလေသာစိတ်နဲ့ပဲကြည့်တယ်အဲ့စိတ်ကတန်ရှင်းတဲ့စိတ်မဟုတ်တော့ကိုကြည့်တယ်ပြင်းလို့ရှိရင်သူများစီကဓာတ်ပုံလေးကြည့်တယ်စာလေးတွေဖတ်တယ်အဲ့ဒါလို့နဲ့လူတွေဟာအချိန်ကိုကုန်စည်နေကြတာပဲ
အချိန်တစ်ခုကိုဖြတ်တန်းနေကြတာအဲ့တော့ကိုယ်ခန္ဓာကိုယ်မှာဘာတွေဖြစ်နေတယ်ဆိုတာကိုကြည့်ပြီးဖြတ်တန်းတာအမတ္တမကိုနဲတယ်အဲ့တော့အခုလို့စိတ်ကလေးတမာရီရလာပြီဆိုလို့ရှိရင်တဲ့ညာနာထတနာယစိတ်တံအဖိနိဟရိဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ကိုယ်စိတ်လေးကိုကိုယ်ခန္ဓာကိုယ်ပေါ်မှာအာယုံစိုက်လိုက်တယ်တဲ့ကဲအာယုံစိုက်ပုံစိုက်နည်းလေးကိုမှတ်ကြည့်လိုက်ကိုယ်ဘယ်လိုတတိယမယ်ဆိုတာမှန်ကြည့်တာမဟုတ်ဘူးဒါဉာဏ်နဲ့ကြည့်ပါသူစိုက်ပုံလေးကိုမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုအယံခောမိကာယောကိုအာယုံစိုက်တာငါရဲ့ဒီခန္ဓာကိုယ်ကြီးဟာရှုပ်ခန္ဓာကိုယ်ကြီးငါရဲ့ဒီခန္ဓာကိုယ်ကြီးဟာဒီကိုယ်ကာယဟာကိုယ်ကာယဆိုတာမျက်စိနာနာလျှာကာယအကုန်လုံးပေါင်းထားတဲ့ခေါင်းကနေပြီးခြေဘွားအထိပေါ့ငါရဲ့ဒီကိုယ်ကာယကြီးဟာရူပီရှုပ်တရားတွေရှိနေတယ်ဘာတွေတုံးဆိုမျက်စိရှိတယ်နားရှိတယ်နှာခေါင်းရှိတယ်လျှာရှိတယ်ကိုယ်ကာယရှိတယ်တခြားမမြင်ရတဲ့ရုပ်တွေရှိတယ်ရူပီရုပ်တွေနဲ့အဲ့တော့ကိုယ်မျက်စိရှိတာကြည့်လို့ရမယ်နားရှိတာကြည့်လို့ရမယ်ဒါတွေကအာယုန်တစ်ခုကိုမသိနိုင်စွာမရှိတဲ့အရာတွေတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်နော်သက္ကုပ္ပတာရသောတာပ္ပတာရကာဏပ္ပတာရစိဝပ္ပတာရကာယပ္ပတာရဟရိယဝတ္ထုဆိုတဲ့ရုပ်တွေရှိတယ်အဲ့ဒီရုပ်တွေထဲမှာထူးခြားတာဘာလို့ဆိုစတုမဟာပုတိကောမဟာဘုတ်လေးပါးနဲ့တိဆောက်ထားတယ်ထူးခြားတဲ့ရုပ်ကိုယဉ်ချိခိုင်းတာရုပ်ရှိတာဟုတ်ပြီအဲ့ဒီရုပ်တွေထဲမှာထူးခြားတာတွေဘာတွေတုံးဆိုခန္ဓာကိုယ်ကြီးကိုတွက်ကြည့်လိုက်စတုမဟာပုတိကောစတုဆိုတာလေးမဟာပုတ္တဆိုတာမဟာဘုတ်လေးပါမဟာဘုတ်နောက်ကဣကဆိုမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတာဒီခန္ဓာကိုယ်ကြီးဟာမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတာဟုတ်တယ်အိမ်တအိမ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အုတ်တို့သဲတို့တိုင်တို့ထဲနော်အသားနဲ့ဆောက်ရင်အသားနဲ့သွတ်တေးနဲ့အဲ့ဒါတွေကုန်ပေါင်းပြီးတိဆောက်ထားတာထို့တူပဲလူရဲ့ခန္ဓာကိုယ်ကြီးကလည်းပဲတမန်အဖြစ်ပြောမယ်ဆိုရင်မြတ်စွာဘုရားကကိုယ်ခန္ဓာကိုယ်တိဆောက်ထားပုံတယ်အဋ္ဌိနံနဂရံကတံလူရဲ့ခန္ဓာကိုယ်ကြီးကကြည့်လိုက်မယ်ဆိုရင်စကယ်တန်ကြီးရှိတယ်အယိုးစုကြီးစကယ်တန်ကြီးမှာဘာတွေလုပ်ထားတော့ဆိုရင်အသားတွေအသွေးတွေနဲ့လှုပ်ပြီးတော့အပေါ်အရေးလေးဖုံးအုပ်ထားတာဘာမှမထူရိုဘော့ဆိုတဲ့ဆဲရုပ်လည်းတူတူပဲထဲထဲကစကရိယာတွေနဲ့ပြင်မကအုပ်ထားတာအရေးလေးနဲ့လူရဲ့ခန္ဓာကိုယ်လည်းအဲ့တိုက်ပဲအယိုးစုကြီးကိုအပေါ်အရေးလေးတွေနဲ့အုပ်ပြီးတော့ခေါင်းပေါ်မှာအမွှေးလေးတွေတင်းမျက်လုံးပေါ်မှာမျက်ခုံးလေးတွေတင်းမျက်တောင်မွှေးလေးတွေတင်းအဲ့လိုအသက်ဖြူအသက်မဲအသက်ဝါကာလာလေးမျိုးစုံတင်ပေးထားတယ်အတွင်းကစကတံတူတူပဲလေအဋ္ဌိနံနဂရံကတံမန္တလောဟိတတိပနံအသားတွေအသွေးတွေတုပ်လိမ့်ပြီးတော့အပေါ်ကနေပြီးရေပြားလေးနဲ့ဖုံးအုပ်ထားတာဆင်ရုပ်တို့ဘာတို့အပေါ်ကအဝိုးအုပ်ပြီးဆေးချေထားတာနဲ့တူတူပဲပေါ့အဲ့လိုဒီယုတ်ကြီးဟာမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတယ်ဆိုစဉ်းစားကြည့်လိုက်ငါရဲ့ခန္ဓာကိုယ်ဟာရုပ်တွေရှိတယ်အဲ့ဒီရုပ်တွေကမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတယ်ကဲမဟာဘုတ်၄ပါးဆိုတာဘာတွေတုံးလို့အရက်စကားနဲ့ပြောမယ်ဆိုရင်အတုံးခဲတွေရှိတယ်အရေးတွေရှိတယ်အပူငွေးတွေရှိတယ်လေရှိတယ်ပထဝီဆိုတာအတုံးခဲတွေအာဘောဆိုတာပျော်ဝင်းနေတဲ့အရေးတွေတေဇောဆိုတာအပူတွေခန္ဓာကိုယ်စမ်းကြည့်ရင်ပူငွေးတွေရှိတယ်အပူတွေဝါယောဆိုတာ
ရှူရှိုက်နေတဲ့လေတွေပိုက်ထဲကသွားလာနေတဲ့လေတွေအဲ့တော့ခန္ဓာကိုယ်ကြီးကိုပထဝီအာဘောတေဇောဝါယောဆိုတဲ့ဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတာအများကြီးမမှတ်နိုင်လို့ရှင်အတုံးခဲကတပုံအရည်တွေကတပုံအပူငွေးကတပုံလေကတပုံအဲ့ဒီ၄မျိုးနဲ့တိဆောက်ထားတာဆိုဒီ၄မျိုးပဲရှိတယ်ဆိုတာကိုအပြန်လန်းသဘောပေါက်နေအောင်ကြည့်အောင်အဲ့ဒါသတ္တုမဟာဘူတိကောဒီစကလုံးတစ်လုံးလေးနဲ့ပြောတာမြတ်စွာဘုရားအဲ့သတ္တုမဟာဘူတိကောဓာတ်၄ပါးနဲ့တိဆောက်ထားရဲဆိုတဲ့ဒီမှာတော့တာမန်လေးဒီလောက်ပဲပြောတယ်တခြားသုတ်တန်တွေမှာတော့ဓာတ်၄ပါးနဲ့ပတ်သက်ပြီးတော့အကျယ်ချဲ့ဟောတာရှိတယ်ဒီအကျဉ်းဆုံးဝိပဿနာလေးကိုရှင်းပြပြီးတော့မှဓာတ်၄ပါးကိုရှုပုံထပ်ပြောသတ္တုမဟာဘူတိကောမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတယ်တဲ့မာတာပိဋိကတံဘောမာတာဆိုတာအမေပိတစာအဖမာတာပိဋိကဆိုတာမိဘရဲ့သွေးသားမာတာပိဋိကတံဘောမိဘရဲ့သွေးသားကိုမှီပြီးတော့ဖြစ်လာတာဒါဒုဘဝဘယ်လိုစလာတယ်ဆိုတာပြောပြစပန်နဲ့အိုဘန်ပေါင်းဆက်သွားတဲ့အခါမှာအဲ့ဒါဆွိုင်းလို့ခေါ်တဲ့မြေကြီးပဲအဲ့ဒီပေါ်မှာမျိုးစေ့ကျလာတာပဲနော်မျိုးစေ့ကျလာမိဘရဲ့သွေးသားကတရားမဟုတ်ဘူးမိဘရဲ့သွေးသားပေါ်မှာမိပြီးတော့တရားရောက်တာဒါဖြင့်ဒီတရားဘယ်ဟာရောက်လာတာတော့ဆိုလို့ရှိရင်နာယီနဲ့အမျှမိနစ်နဲ့အမျှကမ္ဘာလောကကြီးမှာသိဆုံးနေတဲ့တရားတွေအများကြီးပဲဆိုပါစို့ကောင်းကင်ကမိုးပေါက်တွေကျလာတဲ့အခါမှာမိုးပေါက်ဘယ်နှပေါက်လုံးလို့ရေတွက်လို့မရတယ်လို့ပဲတနေ့တည်းတစ်ချိန်တည်းမှာသိဆုံးနေတာတွေကမိုးပေါက်တွေလို့ပဲအဲ့အပြင်ထွက်လို့ရှိရင်မိုးပေါက်တစ်ပေါက်ကတော့ကိုယ့်ပေါ်ကြမှာပဲလေသိချာအဲ့ဒါလိုပဲသိဆုံးနေတဲ့တရားတွေဟာဒီဆွိုင်းပေါ်မှာလာရောက်လာမျိုးစေ့ကြလာဟိုတစ်ပင်တွေကလည်းပဲတစ်ပင်တစ်ပင်တွေကသူတို့မျိုးစေ့တွေကိုဖြန့်ဖြူးတာသူ့စနစ်နဲ့သူရှိတယ်နော်စိတ်ဝင်စားစရာကောင်းတယ်သူ့အတူတဘာဝကဒီမျိုးစေ့တွေကိုတစ်ပင်ပေါ်ကနေပြီးတော့ဒီမျိုးစေ့တွေကိုလူကျဲစရာမလိုဘူးသူတို့ဟာဒီကျဲပေးသွားတာတချို့တစ်ပင်ကရှင်းလာပြီးတော့မျိုးစေ့လေးတွေအများကြီးရှိတယ်ဖြတ်ခနဲ့ဆိုလမ်းကွယ်ပြီးအစီလေးတွေကဝေးကြီးရောက်ကုန်တာလွင့်သွားတယ်အဲ့ဒါမျိုးစေ့တစ်ခုပဲတဘာဝကျဲပြစ်တာဖြတ်ခနဲ့ဆိုပြီးတော့အသီးကနေပြီးတော့ကွဲထွက်သွားပြီးတော့မျိုးစေ့လေးတွေဟာလွင့်ကြပြီးမြေကြီးပေါ်ရောက်သွားကြတာအဲ့ဒါလိုပဲသေတဲ့သတ္တဝါတွေဟာလည်းပဲသေပြီးတော့မိဘရဲ့သွေးသားမှာရောက်လာကြတာအဲ့လိုဆိုလို့တယ်ပေါ့နောက်တချို့မျိုးစေ့ကြတော့သူကတောင်ပန်လေးပါတယ်တချို့ကြတော့လေထီးလေးပါတယ်ဆိုတော့မှုတွေပါတယ်ဆိုတော့ထဲထဲမှာစိတ်လေးနဲ့အဲ့ဒါသူကလည်းကောင်းကင်မှာဖြတ်ခနဲ့ပေါက်ကွဲပြီးတော့သူကလေထီးလေးနဲ့သူကသူလွင့်သွားပြီးအဝေးထအောင်သွားတာသူကဒါသူ့ရဲ့ဟိုဖြတ်မြူးတဲ့စနစ်ပဲလက်ပတ်မင်းဆိုလို့ရှိရင်သူကသူဖြတ်မြူးသွားတာတချို့ပင်တွေကြတော့တောင်ပန်လေးတွေလို့ဟာလေးတွေပါတယ်အဲ့ဒါလေးနဲ့လွင့်ပြီးတော့ခက်လန်းလန်းလေးထအောင်ရောက်တယ်မို့ကြတော့တမိုင်နှစ်မိုင်ထအောင်ရောက်မယ်လေးရှိရင်နော်အပင်တွေဟာအဲ့လိုအဝေးရောက်ပြီးတော့ပေါက်ကုန်ကြတာဖြစ်တယ်ပေါ့သူကသူအဲ့လိုပဲတရားဝါတွေဟာသေဆုံးပြီးတော့ခုနမိခင်ဖခင်တို့ရဲ့သွေးသားပေါင်းဆက်နေတဲ့အချိန်မှာရောက်ရှိလာတာဖြစ်တယ်အဲ့ဒါကိုခန္ဓာဘလို့ခေါ်တယ်သေဆုံးလာတဲ့ပုဂ္ဂိုလ်တွေကိုမိခင်ဝမ်းထဲကိုရောက်မဲ့ပုဂ္ဂိုလ်တွေကိုခန္ဓာဘတဲ့
ခန္ဓာပါဆိုအမိဝမ်းတိုင်းတို့အမိဝမ်းတိုက်တို့ဝင်ရောက်ထိုက်သောပုဂ္ဂိုလ်များဝင်ရောက်မဲ့ပုဂ္ဂိုလ်များအဲ့မှာ waiting list မရှိပါဘူးနော် passport မလျှောက်ရဘူး visa မယူရဘူးဖြတ်ကနေဆိုရောက်လာမှာပဲသူကမသိခင်ကအာယုပြုပြီးသားဖြစ်လို့ရောက်သွားတယ်သူကဘယ်လိုလာတယ်လို့တော့မပြောနဲ့တော့အခုတရားနာရင်အိမ်ကိုတတိယကြည့်လိုက်စိတ်ကအိမ်ရောက်မသွားဘူးလားရောက်သွားတာပဲလေဘယ်လိုသွားတာတုံးလို့မေးစရာမလိုအိမ်ရောက်သွားပြီလေအိမ်ရောက်သွားအိမ်ပါရှိတာတွေတော့မြင်နေသေးတယ်သူကအဝေးကြီးတဲ့သွားလို့ရတယ်နိုင်ငံခြားထိသွားလို့ရတယ်စိတ်ကအပြုလိုက်တာနဲ့ရောက်သွားတာအဲ့ဒါလို့ပဲမိခင်ဝါနဲ့ကိုဘယ်လိုရောက်လာသလဲလို့မတွေးလေနဲ့အဲ့ဒီပုံစံနဲ့ရောက်လာတာလို့သာပြောပြီးစိတ်ကူးလိုက်တဲ့အခါစိတ်ကူးရင်းနဲ့ရသွားတယ်လို့ပဲစိတ်ရောက်သွားတယ်လို့ပဲနန္တရားရဲ့စွမ်းဆောင်မှုကအလွန်သိမ်မွေးသည့်အတွက်ကြောင့်မိဘနှစ်ဦးရဲ့သေသာပေါင်းစုံပြီးတဲ့အခါလေးမှသူကရောက်သွားတာအဲ့တော့သုံးခုပေါင်းတဲ့အခါမှာထိတရေဆိုတာဖြစ်တယ်လို့ဆိုတယ်သုံးခုဆိုတာဘာတော့မိခင်ရဲ့သွေးနဲ့ဖခင်ရဲ့တုပ်ရဲ့နောက်တစ်ခါခုနကခန္ဓာပါဆိုတဲ့တရေလောင်းရဲ့အဲ့သုံးခုဆုံးလိုက်လို့ရှိရင်တရေရသွားတာဒါဖယ်တတ်တော်ပဲဖြစ်ဖြစ်မွေးလာတဲ့ကဒီပုံစံဒါဟိုဆလာဘူးစာတွေပေါ့လေအန္တဇဆိုတဲ့ဥရမွေးတဲ့တော်တွေလည်းအဲ့ဒီပုံစံပဲတန်သေးရဇတို့ကြတော့ခုနမိဘမလို့ဩပပတိကဆိုတာကြတော့ခုနအတွေမလို့ကံရဲ့စွမ်းအားနဲ့သူတို့ဘွားနဲ့ဖြစ်လာတာအန္တဇနဲ့ဆလာဘူးစာကတော့ခုပုံစံနဲ့သွားတာအဲ့ဒါကိုလူတော်တွေကိုအဓိကထားပြီးတော့မြတ်စွာဘုရားဟောတာမာတာပိဋိကတံဘောမိဘရဲ့သွေးသားကိုမိပြုပြီးဖြစ်တာတဲ့ငါတို့ခန္ဓာကိုယ်ကြီးဟာမိဘရဲ့သွေးသားကိုမိဖြစ်တယ်အဲ့တော့ကိုယ့်ကိုယ်ဆင်ញင်ရမှာကအယံကာယောဒီငါခန္ဓာကိုယ်ကြီးဟာရူပီရုပ်တရားတွေရှိတယ်သတ္တုမဟာဗုဒ္ဓိကောမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတာဖြစ်တယ်မာတာပိဋိကတံမောမိဘရဲ့သွေးသားကိုမိပြုပြီးဖြစ်တာဖြစ်တယ်ဒီချက်ကိုဆင်ញင်ကြည့်လိုက်အဲ့ဒါလို့ဖြစ်လာပြီးတဲ့နောက်မှာလူဘဝရောက်လာတော့ဒီယုတ်ခန္ဓာကိုကြီးကြီးလာဖို့ကိုပြောတာဒါရှင်းရှင်းလေးရဲ့သရဝါတွေဘယ်လိုဖြစ်လာလဲဆိုတာကိုပြောတာဩဒနကုမ္မတုပဆယောတဲ့ထမင်းနေမုတ်နေစားပြီးတော့ကြီးလာတာတဲ့ဟုတ်လိုက်လေပေါ့နော်ဒီထဲမှာနိုးဆိုတာလည်းပါမှာပေါ့သို့တော့ရေပုံရအဖြစ်ပြောလိုက်တာပေါ့လူဟာဘယ်လိုလုပ်ပြီးတော့ကြီးလာတာတော့ဆိုရင်ထမင်းမုတ်နေစားပြီးတော့ကြီးလာတာထမင်းစားပြီးတော့ကြီးလာတာပေါင်မုတ်စားကြီးလာတာခောက်ဆွဲစားပြီးတော့ကြီးလာတာကြီးဝင်ကြီးနေရတော့မျိုးမျိုးပေါ့သူစားတဲ့အာဟာရကိုခြုံငုံပြောလိုက်တာအိန္ဒိယမှာစားရရှိတာတော့ဩရဏကုမ္မတုပဆယောဆန်စားတဲ့နိုင်ငံကိုအဲ့ဒါကြောင့်ဟောတာဥရောပနိုင်ငံဟောလို့ရှိရင်တော့အာလူစားပြီးတော့ကြီးတယ်လို့ဂျုံစားပြီးတော့ကြီးတယ်ပေါင်မုံစားကြီးတယ်ဒီလိုပြောမှာပေါ့သူဒေတာနဲ့သူဟောတာပဲဗျာအစာအာဟာရစားပြီးတော့ကြီးထွားလာခဲ့ကြတာတဲ့ဒါလည်းပဲဟိုကိုယ့်ရဲ့ဘဝရဲ့ဖြစ်ပေါ်လာတဲ့အကြောင်းတရားကိုရှင်းရှင်းလေးသိအောင်ဒါပြောတာဘယ်လိုဖြစ်လာလဲဆိုတာပြောတာဩဒနာသမင်းကုမ္မတမယောဆိုတာဂျုံဆန်တို့ဂျုံတို့စားပြီးတော့ကြီးလာတာဒီလိုဆိုလို့တယ်ပေါ့ကုမ္မတုပဆယောအနိစ္စအဲ့လိုကြီးလာတာဟာသူကတည်မြဲပြီးတော့ကြီးလာတာမဟုတ်ဘူးဖြစ်ပြီးပြက်ဖြစ်ပြီးပြက်နဲ့ကြီးလာတာဟုတ်တယ်လေငယ်ငယ်လေးကနေပြီးတော့အကြီးဖြစ်လာတဲ့ဆိုတာငယ်ငယ်တော့ယုတ်ကကြီးလာတာမှမဟုတ်တာငွေများလို့ပဲအရေးလဲသလိုပဲလူခန္ဓာကိုယ်လည်းပြောင်းလဲမှုနဲ့လာတာ
မွေတွေကြတော့ပိုးထင်ရှားတာပေါ့အေးလဲပြီးတော့သွားတာပိုးဟတ်တွေလည်းအေးလဲတာပဲမွေတွေလည်းအေးလဲတာလူတွေအေးလဲတာတော့မမြင်ရလို့ဒါပေမဲ့လူတွေမှလည်းပဲဆဲလေးတွေကစက္ကန့်အစိတ်ဆိုရင်တစ်ခါသေသွားတယ်ဆဲလေးတွေကစက္ကန့်အစိတ်လောက်ဆိုတစ်ခါသေသွားတယ်အသစ်ဖြစ်ပြီးတော့လာတာဒါကြောင့်မို့အနိစ္စရတယ်မြတ်စွာဘုရားအဲ့ချင်းနော်မွေးလာတော့ကဆဲလေးတွေကပြောင်းသွားပြီးမရှိတော့ဘူးအသစ်ဖြစ်ပွားပြီးတော့ကြီးလာတယ်အနိစ္စစာရဏအဲ့လိုမမြဲတဲ့ခန္ဓာကိုယ်ကြီးကကြီးလာတဲ့ခန္ဓာကိုယ်ဥစ္စာရဏအနန္တတည်းကမကောင်းတော့ရှည်ချိုးပေးရတယ်နှမ်းသာလိမ့်ပေးရတယ်မှန်လိုက်လေပေါ့နော်ရသော်ဗျာဟောတာစုံအောင်ဟောတာဥစ္စာရဏအပေါ်ယဟန်နေဖြူးပြီးတော့လိမ့်ကြံပေးရသေးတယ်အရေ6လို့လည်းပဲလိုရှင်းတွေပဲလိမ့်ရတယ်နော်မိတ်ကတွေပဲလိမ့်ရတယ်အမွေနန္တာတွေနဲ့ရေချိုးရတယ်ဒါအနန္တဖြောင်းလို့တာဥစ္စာရဏပရိမတ္တနာလူခန္ဓာကိုယ်နှိမ့်နေပေးရတယ်အင်္ဂါရက်တွေကိုပြုပြင်ပေးရတယ်ကလေးဆိုလို့ရှိရင်ခေါင်းတို့နှာခေါင်းကြီးကပြတ်ချက်ကြီးဖြစ်နေပါဆိုတော့လုံးပေးရသေးတယ်တချို့ကြတာအဲ့လောက်တည်းမကျေနပ်လို့ရှိရင်တော့နိုင်ငံခြားသွားပြီး plastic surgery လုပ်ပြန်တာပေါ့ပါးစပ်ပြင်နှာခေါင်းပြင်မျက်လုံးပြင်မကြိုက်တာပြင်လို့ရတယ်ခုချင်းအဲ့ဒါကိုပြောတာပရိမတ္တနာအဲ့လိုပြုပြင်ပြီးတော့လူရဲ့ခန္ဓာကိုယ်နှိမ့်နေပြင်ဆင်ပြီးတယ်ဗေဒနာဝိဒ္ဒန္တနာဓမ္မောနောက်ဆုံးစကားလုံးနှစ်ခုကဗေဒနာဒီလိုပြုပြင်ပြီးဒီလိုစားတွေကျွေးပြီးထားပြီမယ်လို့ဗေဒနာပြုတ်ကွဲလာတယ်တဖြည်းဖြည်းသွားတွေကလည်းကျိုးလာတယ်ခါးတွေကုန်းလာတယ်နော်လက်ပြင်ကျော်လေးကုန်းလာတယ်သပင်းတွေဖြူလာတယ်ဆိုတာဗေဒနာဝိဒ္ဒန္တနာဓမ္မောပြင်းနဲ့ပြက်လာတယ်လို့ပြောတာခန္ဓာကိုယ်ဟုတ်တယ်ဗောဘလောက်ပဲမိတ်ကတိလိုက်လိမ့်ပေရတွန့်တာပဲလေအခုခေတ်ဆိုရင်တော့တွန့်ရမလားလို့ဆိုပြီးတော့ပိုတောက်ထိုးတယ်ခဏပဲရတာပြန်တွန့်တာပဲနောက်ဆုံးကျတော့ဘာမှမကဲနိုင်တဲ့အတွန့်ဖြစ်သွားတာပဲဖေရဏဝိဒ္ဒန္တနာဓမ္မောဖြည့်စည်းခံရတဲ့အနေအထားမျိုးတွေဖြစ်သွားတယ်ဒါရုပ်ပိုင်းဆိုင်ရာအဲ့တော့အဲ့ဒီချက်လေးတွေကိုပြန်ပြောပြမယ်ကိုယ်ကိုစဉ်းစားမှငါရဲ့ဒီယုတ်ခန္ဓာကိုကြီးဟာရှုံးနဲ့တိဆောက်ထားတာဖြစ်တယ်ရုပ်တွေကများတဲ့လေခန္ဓာကိုယ်ထဲမှာရုပ်နဲ့တိဆောက်ထားတာမဟာဘုတ်၄ပါးနဲ့တိဆောက်ထားတယ်မိဘရဲ့သွေးသားပေါ်မှာမိပြီးတော့မှဖြစ်လာရတာဖြစ်တယ်ထမင်းမုန့်တွေစားပြီးတော့ကြီးလာရတာဖြစ်တယ်မတိမြဲပဲနန္တာဖြူနန္တာလိမ့်ပေးရနှိမ့်နေပေးရခြင်းသဘောရှိတယ်ဒီထဲမှာပြိုကွဲခြင်းပျက်စီးခြင်းရန်ရွယ်ခြင်းသဘောလည်းရှိတယ်ဒါယုတ်ခန္ဓာကိုယ်ကြီးကိုယ့်အကိုစဉ်းစားတာဒါယုတ်ပိုင်းဆိုင်ရာစဉ်းစားတဲ့နည်းကိုမြတ်စွာဘုရားဟောလိုက်တာနော်ယုတ်ပိုင်းဆိုင်ရာအဲ့တိုင်းနှလုံးသွင်းကြည့်ပါအဲ့တိုင်းနှလုံးသွင်းကြည့်အားရဲ့ခန္ဓာကိုယ်ကြီးဟာရုပ်ရှိတယ်ဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတယ်အမေဖေရဲ့သွေးသားပေါ်မှာမိပြီးတော့ဖြစ်ရတယ်အစာတွေစားပြီးတော့ကြီးထွားလာရတယ်နော်မတည်မြဲတဲ့သဘောရှိပြီးအနန္တတည်းပြောက်အောင်လုပ်ပေးနေရတယ်နှိမ့်နေပေးနေရတယ်ဒါမှမဆတ်စက်တွေပါတောင်မလေးထွင်ထားကြတယ်လေပရိမတ္တနာအတွက်နှိမ့်ဆက်တွေပါထွင်ထားကြပေရဏဝိဒ္ဒန္တနာဓမ္မောဘလောက်ပဲပြုစုယူရသူကချိုးတယ်ပြတ်တယ်ပျက်စီးခြင်းသဘောရှိတယ်တဲ့အဲ့ဒါရှုံးတဲ့ပတ်သက်ပြီးစဉ်းကျင်စဉ်းစားမှုကိုမြတ်စွာဘုရားကပေးပြီးတော့နန္တရားနဲ့ပတ်သက်ပြီးပြောမလို့ဣတိသပန္နမေဝိညာဏအဋ္ဌတိတံအဋ္ဌပฏิပတ္တံအသိစိတ်လေးကတော့ဟောဒီယုတ်ကာယကြီးပေါ်မှာ
မိပြီးတော့ယုတ်ကာယကြီးနဲ့ဆက်ဆက်ဖြစ်နေတယ်ဒါနံကိုကြည့်တာအဲ့တော့ယုံနဲ့နံနှစ်ခုရုပ်ကိုရှင်းရှင်းလေးမြတ်စွာဘုရားကြည့်ခိုင်းတာမအဘုတ်၄ပါးကိုအာပြုခိုင်းတယ်နောက်ရုပ်ဖြစ်ပေါ်လာပုံကိုကြည့်တယ်ပါဒပိဋိကတံမောမိဘရဲ့သေတာကိုမိဖြစ်တယ်မွေးဖွားလာပြီးတဲ့နောက်မှာထမင်းမုံကစားပြီးတော့ကြီးလာတယ်မမြဲတဲ့သဘောနန္တလိမ့်ချေပေးရတဲ့သဘောအနတ္တတွေဖြောင်းနေရတယ်နှိမ့်နေပေးနေရတယ်ပြုတ်ကွဲပြည့်စည်ခြင်းသဘောတွေရှိတယ်ဟောဒါရုပ်ရဲ့သဘောကိုဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်တဲ့အနေထားတစ်ခုမြတ်စွာဘုရားဟောတာအဲ့ဒီမှာမြတ်စွာဘုရားဥပမာလေးပေးသေးတယ်ဒီယုံနဲ့နံကိုနံတရားကိုသူရှင်းရှင်းကြီးမြင်ရတယ်ယုတ်ခန္ဓာကိုကတော့မြင်နေရတယ်ပေါ့မျက်စိနဲ့လည်းမြင်ရတာပဲစဉ်းစားလို့လည်းရနံတရားကြတော့မမြင်ရမမြင်ရတော့နံတရားကြတော့ဣတိသပနဝိညာဏဒီအသိစိတ်လေးကတော့တဲ့ဒီယုံနဲ့ဆက်ဆက်ပြီးဒီယုတ်ကိုမိပြီးတော့ဖြစ်နေပါတယ်လို့ပြောတယ်ဒီလောက်ပဲပြောလိုက်တယ်အဲ့ဒီမှာဘုရားဥပမာပေးထားတာရှစ်မြောက်သွေးထားတဲ့ပရမယယရဏလှပတဲ့ပရမယယရဏလေပင်ကိုဆွဲဖို့အတွက်ကျိုးလေးထည့်ရတယ်သူကရှစ်မြောက်ပရမယယရဏကိုအလဲကောင်ဖောက်ပြီးတော့ကျိုးတည်တယ်ရောင်စုံကျိုးလေးထည့်တယ်အဲ့ဒီလိုရောင်စုံကျိုးထည့်ထားတဲ့ရှစ်မြောက်ပရမယအလှပကိုကြည့်တဲ့အခါမှာဒါကပရမယဒါကကျိုးဆိုတာနှစ်ခုမထူးခြားထူးထူးခြားခြားကွဲကွဲပြားမြင်နိုင်တယ်လေဒါကတော့ဒီပရမယယရဏမှာဟောဒီကျိုးလေးရှိနေတယ်ဆိုတာကိုမြင်ရတယ်လို့ပဲတဲ့ဒီခန္ဓာကိုယ်ကြီးမှာအသိစိတ်တွေရှိနေတယ်ဆိုတာကိုမြင်ရတယ်ဟောဒါယုတ်နဲ့နာရှုခိုင်းလိုက်တာပဲအဲ့တော့ဇတသမင်းကြီးကိုဟောတဲ့ဝိပဿနာတရားဒီလောက်ပဲဟောတာမြတ်စွာဘုရားအဲ့လောက်ပဲဟောတာအဲ့ဒါလို့ရှုမှတ်ဆင်ခြင်ခြင်းဖြင့်ညာနာတဒနာလို့ဆိုရယ်ဝိပဿနာဉာဏ်အမြင်นี่ဖြစ်သွားပါတယ်လို့မြတ်စွာဘုရားဝိပဿနာရှုပုံဒီလောက်ပဲဟောထားတာသူကတခြားသုတ်တန်တွေမှာကြတော့သတုမဟာပုရိကောဆိုတာနဲ့ပတ်သက်ပြီးတော့မဟာသရိပ္ပရဏသုတ်မှာကြတော့ဓာတ်ကြီးလေးပါးကိုအထုတလိအကျဉ်းဆုံးနည်းနဲ့ရှုမှတ်ပုံကိုမြတ်စွာဘုရားဟောထားတယ်အဲ့ကြလူရဲ့အနေထားရှိနေတဲ့အတိုင်းဥမာမဲလမ်းသွားရင်သွားနေတဲ့အတိုင်းထိုင်နေရင်ထိုင်နေတဲ့အတိုင်းလျှောင်းရင်လျှောင်းနေတဲ့အတိုင်းမတည့်ရရင်မတည့်ရနေတဲ့အတိုင်းပဲခန္ဓာကိုယ်မှာရှိတဲ့ဓာတ်ကြီးလေးပါးကိုရှုဆင်ခြင်ရမယ်အရှိတိုင်းယထာထိတံယထာပနိဟိတံဆိုပြီးဓာတုသောပစ္ဆွေခတိအရှိတိုင်းပဲဓာတ်သဘောနဲ့ဆင်ခြင်စဉ်းစားကြည့်ဒီထဲမှာငါဆိုတာမပါဘူးငါဆိုတာလည်းမပါစေရဘူးသဘာဝတရားတက်တက်အဖြစ်ကိုနော်ဒီခန္ဓာကိုယ်ကြီးမှာအတုံးခဲသဘောတွေရှိတယ်အရေးသဘောတွေရှိတယ်အပူအေးသဘောတွေရှိတယ်လေသဘောတွေရှိတယ်ဒါလွဲလို့ဘာမှမရှိဘူးနော်လူရလျှောက်ပြီးနာမည်ပေးထားတာဒါကောင်းဒါခြေလက်ဆိုတာနာမည်ပေးထားအလုံးပေါင်းလိုက်ရင်အတုံးခဲရဲ့အရေးရဲ့အပူအေးရဲ့လေရဲ့ဒီလေးခုပဲရှိတယ်အဲ့တော့ပထဝီဝတ္တိသဝါယောဒီဓာတ်ကြီးလေးပါးကိုအချင်းဆုံးရှုလိုက်တာအဲ့ဒီမဟာသရိပ္ပရဏသုတ်မှာမြတ်စွာဘုရားခန္ဓာကိုယ်အာယုစိုက်ပြီးတော့ဓာတ်လေးပါးကိုအခုလိုအချင်းဆုံးရှုပါတဲ့ဘယ်လောက်ထိအောင်ရှုရမလို့လို့ဆိုတဲ့အခါမှာမြတ်စွာဘုရားဥပမာပေးထားတယ်နွားသမားတစ်ယောက်ဟာနွားတစ်ကောင်ကိုတတ်ပြီးတော့တစ်ကောင်လုံးဖြက်ပြီးအမဲဖော်လိုက်တယ်အမဲဖော်ပြီးအမဲစေးပို့လိုက်တယ်အမဲစေးပို့လိုက်တဲ့အခါမှာသူဟာသူ့ရင်ထဲမှာနွားရောက်နေတယ်လို့မသိတော့ဘူးအမဲစေးရောက်သွားတဲ့အခါဘာဖြစ်တော့ငါအမဲသားရောက်နေတယ်အသားရောက်နေလို့ပဲသိတော့တယ်
တ်တုံးကတော့နွားတတ်နေတယ်နွားတတ်တယ်နွားကိုဖြတ်တယ်နွားတရေခွာနေတယ်နွားရိုးတွေဖဲနေတယ်အဲ့တော့ကနွားဆိုတဲ့အမှတ်တင်ညာမပြောက်သေးဘူးဆေးရောက်သွားလို့အမဲသားပုံနဲ့ရောက်သွားတဲ့အခါကျတော့သူနွားဆိုတာမရှိတော့သူကောင်းတယ်အမဲသားပဲဒါကတော့အသားဒါကတော့အရွတ်ဒါကပါညာအဲ့လိုတော့ခွဲရင်ခွဲမှာပေါ့နော်နွားဆိုတာမရှိတော့အဲ့ဒါလိုပဲဖက်ကြီးလေးပါဆင်ញင်တဲ့အခါမှာငါဆိုတာပျောက်သွားရမယ်ငါဆိုတာပျောက်သွားရမယ်ဒီဓာတ်ကြီးလေးပါပဲရှိတယ်ဆိုတော့လူတိုင်းကကိုယ်ငါဆိုတဲ့ဆွဲရမတမပြင်းထန်တယ်မပျောက်ဘူးငါဟာဆိုတာနှစ်ခုပျောက်သွားပြီးတော့ဓာတ်ကြီးလေးပါတက်တာဖြစ်တယ်ဆိုတာမြင်သိထီအောင်ပွားရမယ်ပွားတယ်ဆိုတာအချိန်ချင်းထပ်ထပ်စဉ်းစားတာကိုပြောတာပါဇာကဆိုးနေရမှာမဟုတ်ဘူးအပြန်ပြန်လှန်လှန်စိတ်နဲ့အသိဉာဏ်နဲ့ကြည့်နေရမှာဆင်ခြင်နေရမှာဖြစ်တယ်ပြင်းလို့တော့မရဘူးတဏှာကြီးလည်းပြီးမှာမဟုတ်ဘူးနှစ်နာရီလည်းပြီးမှာမဟုတ်ဘူးတနေ့ကုန်ဆင်ခြင်ရမှာပဲဘာပြောက်အောင်ဆင်ခြင်ရမလို့ဆိုငါပြောက်သွားအောင်ဆင်ခြင်ရမယ်တရားဝါဆိုတာပြောက်သွားသည့်ထီအောင်ဆင်ခြင်ရမယ်တဘာဝတရားတက်တဲ့အတုံးခဲကတက်အရေးတွေကတက်အပူအေးတွေကတက်လေကတက်ဆိုတာကိုပြင်လာအောင်ဆင်ခြင်ရမယ်ဒါဓာတုကမ္မထံဆိုတာအကျဉ်းဆုံးကအဲ့ဒါပဲနွားဆိုတဲ့အမတ်တင်ညာပျောက်သွားသလိုတရားဝါဆိုတဲ့အမတ်တင်ညာတော့ပျောက်သွားစေရမယ်ပျောက်အောင်ကြည့်ရမယ်အဲ့လိုဆိုအဲ့ဒါနဲ့တည်းမဲ့သမာဓိတွေအားကောင်းပြီးအသိဉာဏ်တွေဖြစ်လာပြီးတော့တရားဥရသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဓာတ်ကမ္မထံဓာတုကမ္မထာနိကဓာတ်ကမ္မထံစတုဓာတုဟောဌာနဒါလေးပါးကိုပိုင်းခြားပြီးတော့အာယုပြုတဲ့ကမ္မထံဓာတုပဏတိကာရဓာတ်ကိုနှလုံးသွင်းတယ်ဆိုဒီကမ္မထံနဲ့အကျွတ်တရားရတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲမဟာသရိပ္ပဏသုတ်မှာအကျဉ်းလေးပဲဟောတယ်မြတ်စွာဘုရားတခါဟဋ္ဌိပရောပမသုတ်ကြတော့အထိတဲ့နည်းနည်းကျဲတယ်လူရဲ့ခန္ဓာကိုယ်မှာပထဝီဓာတ်က20ရှိတယ်အာဘောဓာတ်က12ခုရှိတယ်တေဇောဓာတ်က4ခုရှိတယ်ဝါယောဓာတ်က6ခုရှိတယ်အလုံး42မျိုးရှိတယ်နော်အလုံး42မျိုးအဲ့ဒါနည်းနည်းထပ်ချဲ့လိုက်တာတခြားမဟုတ်ဘူးပထဝီဓာတ်20ဆိုတာဆံမင်းမွေးညင်းခြေသက်လက်သက်သွားအရေးအသားအကျော်အယုခြေစီအညွတ်နှလုံးအသက်အမေးဖြင့်အဆုပ်ဥမဥသိမ်းစာသစ္စာဟောင်းအုံနောက်အဲ့ဒီ20ကပထဝီဓာတ်အတုံခဲတွေကြီးပဲအဲ့ဒါကိုသဘင်ကနေစပြီးတော့ကြည့်ဒါပထဝီဓာတ်သက်မြတာဖြစ်တယ်ငါလည်းမဟုတ်ဘူးတရားဝါလည်းမဟုတ်ဘူးပထဝီဓာတ်သက်တာဖြစ်တယ်ဆိုတာကိုအကျဉ်းချင်းဖမှန်ထထစိတ်ထဲမှာဆွဲသွားသည့်ထီအောင်ကြည့်ဖို့လိုတယ်ဒါတော့အာဘောဓ12ခုကနောက်ကျန်တဲ့ဟာတွေပိဋ္ဌံသေမပုပ္ပောလောဟိတံသေရောမေရောအတုဝတ္တခေလောတေကတိကလတ္တိကဗုဒ္ဓံဆိုတိကြီးတလိပ်တိကြီးတလိပ်ပြီးသွေးချွေအစီကဲမျက်ရည်စီကြီးတန်တွေနှက်အစေးကျင်ငယ်ဆိုတာအဲ့ဒါကအာဘောဓစနစ်ပေါင်းလိုက်တော့32ခုဓာတ်တာအဲ့ဒီမဲ့တေဇောကို4မျိုးခွဲလိုက်တယ်ထပ်ပြီးတော့အပူကို4မျိုးခွဲလိုက်တယ်အဲ့ဒါကိုစဉ်းစားကြည့်လိုက်ဒီ4မျိုးတွေ့တယ်ဖြားတဲ့အခါကိုစမ်းကြည့်ရင်ပူတယ်အဲ့ဒါကိုတန်တပ္ပနတေဇောလို့ခေါ်တယ်ဖြားတဲ့အခါပူတာတန်တပ္ပနတေဇောကိုပြီးကူးရင်ဖြားတယ်တဲ့သတိထားဖို့ကိုပူလာအဲ့ဒါတန်တပ္ပနတေဇောနောက်တစ်ခုကဇီရဏတေဇောဒါလူမမြင်ရဘူးလူခဏကတဖြည်းဖြည်းအိုးလာတာအဲ့ဒါဇီရဏတေဇောအိုးစေတတ်တဲ့အပူလို့ပြောတာ
ပေတွန်းတာသူ့ကြောင့်အလကားတွန်းတာမဟုတ်ဘူးဆပင်ဖြူတာလည်းသူ့ကြောင့်အလကားဖြူတာမဟုတ်ဘူးအဲ့တေဇောကြောင့်ဖြူတာနော်တေဇောရကြောင့်ဖြူတာအဲ့ဒါကိုစီရဏတေဇောလို့ခေါ်တယ်။အိုးမင်းစေတတ်တဲ့အပူပေါ့အဖျားရဲ့အပူအဖျားလို့ဖြစ်တဲ့အပူအိုးမင်းစေတတ်တဲ့အပူနောက်တစ်ခါကျတော့တရှနာတေဇောလို့ခေါ်တယ်။တရှနာတေဇောဆိုတာတစ်ခါတည်းခန္ဓာကိုယ်မှာအပူတက်တာရှိတယ်။ကိုယ်ပူလာတယ်နဲ့ဖြစ်တာမျိုးရှိတယ်။အိုက်တယ်ပူတယ်နဲ့ဖြစ်လာတယ်။အဲ့ဒါတရှနာတေဇောအိုက်လိုက်တာပူလိုက်တာလောင်လိုက်တာနဲ့ပြောတာ။နောက်တစ်ခုကတော့လူမြင်ရတဲ့အပူမဟုတ်ဘူးစားလိုက်တဲ့အစာတွေဟာကြေသွားတယ်။ပါစကတေဇောလို့ခေါ်တယ်။ပါစားပါတော့ရေတွေလည်းခန်းသွားတယ်အစာတွေကလည်းဘယ်လောက်ထိအောင်အပူပြင်းတယ်လဲလို့စဉ်းစားကြည့်တော့ကိုစားလိုက်တဲ့အစာတစ်ခုတွေကခုခေတ်စကားနဲ့ပြောရင်တော့အစာအိမ်ထဲရောက်သွားရင် acid တက်ပြောကြတာပေါ့နော်ခုခေတ်စကားနဲ့ပြောတာ acid တက်အဲ့ဒီဘိုက်ထဲကအစာအိမ်ထဲက acid တက်ကသူ့နေရာသူ့ပနေပဲနဲ့ပါးစပ်ကထွက်လာပြီးမျက်လုံးထဲဝင်မျက်စိကန်းနိုင်တယ်တဲ့ဆရာဝန်တယောက်ပြောတာအဲ့လောက်ထိအောင်ပူတယ်လို့ပြောတာဟုတ်တယ်ကြက်သားစားဘာရွက်တွေစားဘာတွေစားမှုန့်ညက်နေတာပဲနော်ဒါလူတိုင်းသိပါတယ်တွိုင်းလက်ထဲကျပြင်မလို့ညက်တာအကုန်အချိန်ထောင်းထားသလိုပဲကိုညက်နေတာခွဲလို့ချလို့မရတော့အောင်ကိုညက်သွားအဲ့ဒါပါစကတေဇောလို့ခေါ်တယ်ပါစကတေဇောကတချို့ပုဂ္ဂိုလ်တွေကြတော့မြတ်တာတယ်အပူအေးမြတ်တာတယ်တချို့ပုဂ္ဂိုလ်တွေကျတော့ပါစကတေဇောလွန်တဲ့ပုဂ္ဂိုလ်တွေအစာကြီးတယ် hungry ghost ဆိုသူတို့ခေါ်တာအဲ့ဒါခဏစားတယ်ခဏစားရတယ်စားပါဗျာတော့ဗိုက်တွေဖောင်းလာတယ်တင်မားတွေဖောင်းလာတယ်ဝိတ်တွေတက်လာတယ်အဲဒါကြောင့်ဒီပါစကတေဇောလွန်ကဲတဲ့ပုဂ္ဂိုလ်တွေဟာခန္ဓာကိုယ်ပို့ပြီးတော့ဝါလာစေတတ်တယ်ပေါ့တရားထုတ်တဲ့အခါမှာပါစကတေဇောသိမများတဲ့ပုဂ္ဂိုလ်တွေဟာတရားအထုတ်ဖို့ရတဲ့အောင်မြင်တယ်လို့ခေါ်တာပရဏိယင်္ဂတရား၅ပါးထဲမှာပါတယ်နော်ခဏစားနေရင် तू ကဘယ်လိုလုပ်ဥပုသ်ဆောင်ခဏစားနေလို့ရှိရင်လည်းဘယ်လိုလုပ်တရားထုတ်အဲကြောင့်မို့ hungry ghost တွေတရားထုတ်လို့သိမလွယ်ဘူးပေါ့တော့ကြစားနဲ့ဆိုစားတတ်တဲ့ပုဂ္ဂိုလ်တွေဒါသဘာဝဖြစ်လာတာပြောလို့တော့မရဘူးရဟန်းတော်တွေထဲမှာဆိုလို့ရှိရင်ဟိုစန္ဒကုသပိတ်ကိုတက်ပြီးတော့ယူတဲ့ရှင်ပိဏောလပါရတော်ကသူကအစာအိမ်ခဏလို့ဝါမီကောင်းမှုရတယ်သူသပိတ်ကြီးအကြီးအဲ့သပိတ်ထဲပါတဲ့ဆုံးနေအကုန်စားတာတဖြည်းဖြည်းကျမှသူနည်းနည်းအစာတဖြည်းဖြည်းရော့သွားတာအစာပရမအစာတာကြည့်တယ်ဒါမို့သူ့ကိုခွင့်ပြုထားတာသပိတ်ကြီးအခုဗမာပြည်ကဟိုလောက်တော့မကြည့်တော့ပါဘူးမနုဟာဖះကသပိတ်ကြီးတော့ကြည့်ပါတော့မဟုတ်အဲ့ဒါလို့အစာကြီးတဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာရှိပါတယ်ဒါကြောင့်တရားထုတ်တဲ့အခါမှာမြတ်တဲ့ဝါမိရှိရမယ်တဲ့မမြတ်တဲ့ဝါမိညံ့နေတဲ့ပုဂ္ဂိုလ်လည်းယောဂဖြစ်တယ်ဝါမိထက်လွန်အားကြီးရင်လည်းယောဂဖြစ်တယ်ကျမရေးကောင်းမှုအတွက်ကဝါမိကမြတ်တတ်ရမယ်လို့ဆိုလိုတယ်ပရဏိယင်္ဂတရား၅ပါးထဲမှာဝါမိမြောက်တတ်ဖို့ဆိုလေးရအောင်မြင်မှုအတွက်အင်္ဂါရတစ်ခုပဲအဲ့လိုဆိုတယ်အဲ့တော့ဓာတ်လေးပါးကမ္မထာကိုမဟာသရိပ္ပဏသုံးပါလို့ပဲဓာတ်လေးပါးတင်ရှုလို့လည်းရတယ်မဟာဟတ္ထိပရောပမသုံးပါလားသလိုပထဝီဓာတ်20အာဘောဓာတ်
12ပါးတေဇောတဲ့4မျိုးနောက်တစ်ခါဝါယောကြတော့6မျိုးရှိတယ်ဝါယော6မျိုးကလွယ်ပါတယ်ထွက်လေဝင်လေကတစ်ခုနှာခေါင်းကရှူရှိုက်နေတာလေးရတစ်ခုနော်နောက်ထဲမှာဖိုက်ထဲမှာတကုတ်ကိုမြည်တဲ့လေးရတစ်ခုဥထဲမှာရှိတဲ့လေးရတစ်ခုနောက်အင်္ဂါကြီးကလက်ပတ်သွေးတွေလက်ပတ်နေတာလည်းပဲလေးချောင်းလက်ပတ်တယ်လို့ဆိုတယ်သွေးတွေခန္ဓာကိုယ်အနှံ့သွေးလက်ပတ်နေတာလည်းပဲလေးချောင်းလက်ပတ်တာဖြစ်တယ်နောက်တစ်ခုကပါးစပ်ကနေပြီးတော့အေးလို့ထွက်လာတဲ့လေအထက်ဆန်တဲ့လေအောက်ဆုံးတဲ့လေဟုတ်လားအထက်ဆန်တဲ့လေအောက်ဆုံးတဲ့လေဥထဲမှာရှိတဲ့လေဥအပြင်မှာရှိတဲ့လေအင်္ဂါကြီးငယ်ကိုသွေးလက်ပတ်စေတဲ့လေရဲ့ဒီလေတွေကိုလေ6မျိုးနော်ထွက်လေဝင်လေအထက်တက်တဲ့လေအောက်ဆုံးတဲ့လေဝမ်းပိုက်ထဲမှာတီးနေတဲ့လေဥထဲမှာရှိတဲ့လေအင်္ဂါကြီးငယ်ကိုလျှောက်တဲ့လေထွက်လေဝင်လေအသက်ရှူတဲ့လေပေါ့အဲ့ဒီ6ခုအဲ့ဒါဝါယရ6ပါးအလုံးပေါင်းတဲ့အခါကျတော့42မျိုးအဲ့ဒါမဟာရိဟရိပရောပမတုတ်ကြတော့ဓာတုကမ္မထံကိုအဲ့ဒီ42မျိုးနဲ့ရှုပွားတာပဲဖြစ်တယ်ပေါ့အဲ့ဒီကမ္မထံတွေပွားလို့ရှိရင်သူ့ရဲ့တရမှာတရဝါဆိုတဲ့အမှတ်တညာပျောက်သိထီအောင်ပွားရမယ်ပွားလိုက်တဲ့အခါမှာတမာရိစွမ်းအားတွေတက်လာမယ်တမာရိစွမ်းအားတွေတက်လာပြီးတော့ဝိပဿနာဉာဏ်စဉ်တွေတက်လာမယ်ဝိပဿနာဉာဏ်စဉ်တွေတက်လာပြီးနောက်ဆုံးမှာရှုံးတဲ့ဓမ္မသင်္ခါရတွေပေါ်မှာညီးကွေးတဲ့စိတ်တွေပေါ်လာမယ်လွတ်မြောက်ခြင်းတဲ့စိတ်တွေပေါ်လာမယ်နောက်ဆုံးမှာတွေ့တာမှုတွေကကင်းလွတ်သွားပြီးတော့တရားဥတရားမြတ်ရရှိသွားနိုင်တယ်အဲ့တော့ဒီသမညမလတုတ်မှာဟောတာတော့ခုနအကျဉ်းလေးပဲဟောတာဖြစ်တယ်ပေါ့ရှုံးတဲ့နံကွဲယုံလေးပဲဟောတာအဲ့ဒါလေးသိပင်နေမယ်တကယ်နှလုံးသွင်းမယ်ဆိုရင်ဓမ္မတန်ဖို့ရှိပါတယ်သာတသမင်းကြီးကိုဟောတဲ့အတိုင်းပဲငါရဲ့ခန္ဓာကိုယ်ကြီးဟာရုပ်တရားတွေရှိတယ်ဓာတ်ကြီးလေးပါးနဲ့တိဆောက်ထားတာဖြစ်တယ်နော်မိဘရဲ့သွေးသားပေါ်မှာမိပြီးတော့ဖြစ်ရတာအစာအာဟာရတွေစားပြီးတော့ကြီးလာတာဖြစ်တယ်မမြဲတဲ့သဘောအနန္တတ္တိဖြောက်ပေးနေရတဲ့သဘောနှိမ့်နေပေးရတဲ့သဘောပျက်စီးယိုယွင်းတတ်တဲ့သဘောရှိတယ်အဲ့ဒီယုတ်တရားကြီးပေါ်မှာအသိစိတ်လေးဟာတည်ရှိနေတယ်လို့ဟောယုံနဲ့နာအဲ့ဒီနှစ်ခုဒီလိုဒါလေးပဲပြန်လာဆင်ញင်လို့ရှိရင်ဒါဝိပဿနာဉာဏ်ဖြစ်လာတယ်ယုံနဲ့နာကွဲလာတယ်တရဝါဆိုတဲ့အတွေ့ဟာပျောက်သွားနိုင်တယ်တရဝါဆိုတဲ့အမှတ်ဉာဏ်ပျောက်သွားပြီးတော့တရားဓမ္မတက်တက်တာဖြစ်တယ်ဆိုတဲ့အမြင်မျိုးကိုမြင်လာပြီဆိုလို့ရှိရင်တော့စိတ်ဓာတ်ဟာတဖြည်းဖြည်းတန်းဆင်လာပြီးတော့မင်္ဂနဲ့ဉာဏ်မြင်တွေရောက်ပြီးနောက်ဆုံးမှာမဖို့ထီအောင်ရောက်ရှိသွားနိုင်ပါတယ်ဒါကြောင့်အဇရတမင်းအားမြတ်စွာဘုရားဟောကြားတဲ့ဝိပဿနာတရားကိုယခုလိုနာယူမှတ်သားပြီးတော့မိမိတို့ကိုယ်တိုင်လက်တွေ့ဆင်ញင်သုံးသပ်ကြည့်ခြင်းအပြင်ရှားရှိလာမဲ့အကျိုးတရားကိုလည်းပဲကိုယ်တိုင်သိရှိကြမှာဖြစ်လို့ဒီတရားဓမ္မကိုနာယူမှတ်သားကြတဲ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အနေနဲ့ဝိပဿနာတရားအလွယ်ဆုံးနည်းနဲ့တတိပဒံမှာလာတဲ့တက္ကမထံမဟာဟတိပရောမတုတ်မှာလာတဲ့တက္ကမထံတို့ရှုပွားခြင်းအပြင်မိမိတို့ယင်တဲ့နှလုံးထဲမှာဆွဲကပ်နေတဲ့လောဘဆိုတဲ့အညစ်အကြေးဒေါသဆိုတဲ့အညစ်အကြေးမောဟတွေမာမနာတွေအိတ်တမစ္စည်းတွေစတဲ့ကိရိတာအညစ်အကြေးတွေဖယ်ရှားတွန်းလှန်ပြီးတန်ဆင်မွန်မြတ်တဲ့လွတ်မြောက်တဲ့စိတ်ဓာတ်ကိုရှားရှိနိုင်ကြမှာဖြစ်တယ်တန်ဆင်မွန်မြတ်ဖြူစင်တန်ရှင်းတဲ့လွတ်မြောက်တဲ့စိတ်ရမှသာလဲ
နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း